အားလုံးပဲမင်္ဂလာပါခင်ဗျာ Global New မြန်မာနဲ့ဒီနေ့နေ့ခင်းသတင်းစီစဉ်ကနေကြိုဆိုပါရစေဒီကနေ့တက်ဆက်ပေးမယ့်သတင်းသူတွေကတော့တန်ဆင်ဘီအီရန်ယူရေနီယမ်များကိုလက်ခံသိမ်းဆည်းပေးမိဟုရုရှားနိုင်ငံမှာထပ်မံကန့်လန့်လိုက်တဲ့သတင်းအမေရိကန်ပိတ်ဆို့မှုများနောက်ပိုင်းဟော်မုန်းရေလက်ကြားမှာတရုတ်တင်ပေါ်ပထမဆုံးအကြိမ်ဖြတ်တန်းထွက်ခွာလာတဲ့သတင်းအီရန်စိတ်ကမ်းများကိုပိတ်ဆို့ခြင်းသည့်နိုင်ငံ၏အချုပ်အခြာအာဏာကိုပြင်းထန်စွာချိုးဖောက်ခြင်းချစ်ကြောင့်အီရန်တန်အမတ်ကတတိပေးလိုက်သည့်သတင်းအစရှိတဲ့နိုင်ငံတကာသတင်းတွေနဲ့အကျိုးတခြားစိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်နဲ့နောင်တွင်ချွတ်ဆိုလာနိုင်မယ့်ငင်းကြမ်းတဲ့သဘောတူညီမှု၏အစိပ်ပိုင်းတစ်ခုအဖြစ်အီရန်၏အစင်မင်းတန်ဆင်ပြီးသားယူရေနီယမ်များကိုလက်ခံသိမ်းဆည်းပေးရန်အသင့်ချီကြောင်းရုရှားအစိုးရကဧပြီလ13ရက်တွင်ထပ်မံကန့်လန့်လိုက်သည်အီရန်နဲ့အမေရိကန်တို့ကြားလက်တလောငင်းကြမ်းရေးဆွေးနွေးပွဲရလဒ်မထွက်ဘဲပြီးဆုံးခဲ့သည့်အတွက်အရှိအလဲပိုင်းစစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်နိုင်မယ့်မျှော်လင့်ချက်များလည်းမိမ့်မိန်ခဲ့ရသည်ကမ္ဘာတွင်နျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်ထားသည့်ရုရှားနိုင်ငံကငင်းချမ်းရေးသဘောတူညီမှု၏အစိပ်ပိုင်းတစ်ခုအဖြစ်တန်းဆင်ပြီးသားအီရန်ယူရေနီယမ်များကို၎င်းတို့နိုင်ငံတွင်လက်ခံထားရှိပေးရန်အကြိမ်ကြိမ်ကန့်လန့်ထားခြင်းဖြစ်သည်ဒီအဆိုပြုချက်ကိုသမ္မတပူတင်ကအမေရိကန်ရောဒေသတွင်နိုင်ငံတွေနဲ့ပါဆွေးနွေးတဲ့အခါထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီးကန့်လန့်ချက်ကအခုထိရှိနေဆဲဖြစ်ကြောင်းလက်တွေ့အကောင့်ထဲဖော်တာမျိုးပဲမရှိသေးတာဖြစ်ကြောင်းရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူဒီမီထရီပတ်စကော့ဖ်ကသတင်းထောက်များကိုဧပြီလ13ရက်တွင်ပြောကြားခဲ့သည်အီရန်နဲ့အမေရိကန်နှစ်ဖက်သတင်းများအရဟော်မုတ်ရေလက်ကြားအသွားအလာကိုမီဒူကထိန်းချုပ်ပြီးမိသည့်သဘောတူညီမှုတွေမှာမဆိုအီရန်ကယူရေနီယမ်တန့်စင်ခွင့်ရှိမရှိဆိုသည့်အချက်များတွင်သဘောတူညီမှုမရခဲ့ခြင်းဖြစ်သည်အရှိအလဲပိုင်းငင်းချမ်းရေးရရှိအောင်မိမိအနေနဲ့ဂျာဝန်စစ်ဆက်ပေးရန်အသင့်ရှိကြောင်းလည်းရုရှားသမ္မတပူတင်ကအီရန်သမ္မတထံဧပြီလ12ရက်ဖုန်းပြောဆိုမှုအတွင်းကန့်လန့်ထားသည်အီရန်နိုင်ငံက၎င်းတို့အပေါ်အမေရိကန်နဲ့အစ္စရေးတို့တိုက်ခိုက်မှုများတွင်ပူးပေါင်းပါဝင်ခဲ့သည့်နိုင်ငံများဖြစ်သည်ဆော်ဒီအာရေဗီးယားအာရပ်စော်ဘွားများပြည်ထောင်စု UAE ဘာရိန်ကာတာနိုင်ငံနဲ့ဂျော်ဒန်နိုင်ငံတို့ထံမှလျော်ခေတောင်းထားသည်ကုလသမဂ္ဂရေးသွေးအကြီးမဲ့ရှိကျူအန်တိုနီယိုဂူဒါရက်စ်နဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌဂျမဲဖာရက်စ်ထံသို့ဧပြီလ13ရက်တွင်ပေးပို့ခဲ့သည့်စာထဲတွင်အီရန်တန်အမတ်ကြီးအမီဆာအီအီရာဝနီကအဆိုပါအာရပ်မားနိုင်ငံသည်အီရန်အပေါ်တိုက်ခိုက်မှုဟာကိုလမ်းဖွင့်ပေးခဲ့ခြင်းကြောင့်၎င်းတို့၏နိုင်ငံတကာတာဝန်ဝတ္တရားတွေကိုချိုးဖောက်တာရောက်တယ်လို့ထောက်ပြခဲ့သည်ထို့ကြောင့်စစ်ပွဲတွင်ထိပေါ်ခဲ့သည့်နစ်နာဆုံးရှုံးမှုများအတွက်အဆိုပါနိုင်ငံဒီမှာတာဝန်ရှိသည့်လျော်ဟေးပေးရမယ်လို့တောင်းဆိုခဲ့သည်ထို့ပြင်အမေရိကန်စစ်တပ်ကအီရန်စိတ်ကမ်းများ၏အဝင်အထွက်ကိုပိတ်ဆို့ထားခြင်းและနိုင်ငံ၏အချုပ်အခြာအာဏာကိုပြင်းထန်စွာချိုးဖောက်နေခြင်းဖြစ်ကြောင်းတတိပေးထားသည်ဟော်မုတ်ရေလက်ကြားကိုအမေရိကန်ကပိတ်ဆို့ထားတော့လဲတရုတ်ရေနံတင်ပေါ်ဒီဇိုင်းမှာတော့အဆိုပါရေလက်ကြားကိုဖျက်တမ်းသွားနိုင်ခဲ့တယ်လို့အတည်ပြုခဲ့သည်အဆိုပိုင်းသတင်းများအရတရုတ်နှင့်ပတ်သက်တဲ့တင်ပေါ်နေစင်းမှာရေလက်ကြားအညစ်အထိချင်းကပ်လာဒီမှာအမေရိကန်၏ရေများပိတ်ဆို့မှုကြောင့်ပြန်ဆုတ်သွားခဲ့တော့လဲအဆိုပါအထက်မှာတင်ပေါ်ဒီဇိုင်းမှာတော့နောက်ဆုံးနဲ့ထွက်ခွာနိုင်ခဲ့သည်ဖြစ်သည်တင်ပေါ်သွားလာမှုအဆောင်ကြည့်မှုအဖွဲ့အချက်လက်များကို Writer သတင်းဌာနက14ရက်လမှာခွဲချမ်းစိတ်ဖြတ်ကြအရာတရုတ်ပိုင်းအလက်မှရေနံတင်ပေါ် Rich Starry တီတရုတ်နိုင်ငံကိုဦးဒီမောင်းနေပြီးအမေရိကန်၏ပိတ်ဆို့မှုစတင်တဲ့နောက်ပိုင်းဟော်မုတ်ရေလက်ကြားမှာပထမဆုံးထွက်ခွာနိုင်ခဲ့တဲ့တင်ပေါ်ဖြစ်လာသည်ဤဒီမှာအမေရိကန်၏ပိတ်ဆို့မှုစတင်တဲ့နောက်ပိုင်းဟော်မုတ်ရေလက်ကြားကိုဖျက်ပြီးပင်လယ်ကပရင်နဲ့ထွက်ခွာနိုင်ခဲ့ပထမဆုံးတင်ပေါ်ဖြစ်ပုံရတယ်လို့သတင်းမှာဖော်ပြထားသည် Rich Starry တင်ပေါ်သည့်အာရက်စော်ဘွားများပြည်ထောင်စု UAE ရဲ့ဖူဂျိုင်နာစိတ်ကမ်းမှာ Methanolson 25000ခန့်ကိုတင်လာခဲ့ခြင်းဖြစ်ပြီးအချက်အလက်များအရအဆိုပါတင်ပေါ်ပေါ်မှာတရုတ်နိုင်ငံစာအလုပ်သမားတွေလိုက်ပါလာတာသိရပါတယ်။ Rich Starry ရဲ့ပိုင်ရှင်ဖြစ်တဲ့ Shanghai Shanlun Shipping Company သည်အီရန်နဲ့ရေနံသမားတို့ခေတ်ရေနံဓာတုပစ္စည်းများကိုအယောင်းဝယ်လုပ်ခဲ့တာကြောင့်2023မတ်လကနေအမေရိကန်၏ပိတ်ဆို့အရေးယူမှုကိုခံထားတဲ့ကုမ္ပဏီဖြစ်သည်။အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကဤကုမ္ပဏီကို2023မတ်လမှာပိတ်ဆို့ခြင်းနဲ့ထိသွင်းခဲ့သည်။အစောပိုင်းမှာ Rich Starry အပါအဝင်တရုတ်နဲ့ပတ်သက်တဲ့တင်ပေါ်နှစင်းမှာအီရန်ရဲ့ question ကျွင်းချောင်း၏အနီးထိချင်းကပ်လာပြီးမှအမေရိကန်ရေများပိတ်ဆို့မှုကြောင့်အရေးပေါ်ပြန်လှည့်သွားခဲ့သည်။ဒါပေမဲ့နာရီအနေငယ်အကြာမှာ Rich Starry ဒီတရုတ်ပိုင်ရှင်နဲ့တရုတ်အလုပ်သမားတွေပါဝင်တဲ့တင်ပေါ်ဖြစ်တယ်လို့အချက်လက်ပြသည့်ရေလက်ကြားမှာထွက်ခွာခဲ့တာဖြစ်သည်။အရင်ကကြီးညာထားတဲ့အတိုင်းနဲ့အမေရိကန်ကဟော်မုတ်ရေလက်ကြားပိတ်ဆို့မှုကို13ရက်အရှိတိုင်းစံတော်ချိန်မနက်10:00နာရီမှာစတင်ခဲ့သည်။ Wall Street ဂျာနယ်သတင်းဌာန၏အဆိုအရအမေရိကန်စစ်တပ်ကဤစင်စင်ရဲ့အကြစစ်သွင်းပေါ်စံထားစင်ထက်မမြန်အယူထားတယ်လို့ယူဆပါတယ်။ဤပိတ်ဆို့မှုမှာဟော်မုတ်ရေလက်ကြားကိုထိန်းချုပ်မိဟုတော့အီရန်၏ချင်းချောက်မှုကိုတုံ့ပြန်ရန်နဲ့အီရန်၏စစ်ရန်ပုံတို့များကိုဖျက်တောက်ရန်ရည်ရွယ်ချက်ပုံရပါတယ်။ထို့ပြန်ဆွေးနွေးမှုများမှာအသာစီးရရန်လည်းဖြစ်နိုင်ပါတယ်။ဤပိတ်ဆို့မှုမှာအိုမန်ပင်လယ်ကယ်နှင့်အာရေဗီးယားပင်လယ်ကယ်အတွင်းရှိအီရန်စိတ်ခံများနဲ့ကမ်းရိုးတန်းများကိုအဝင်အထွက်လုံးမဲ့တင်ပေါ်အောက်လုံးကိုပြစ်မှတ်ထားခြင်းဖြစ်သည်။ဘလုံးပြတဲ့မှာတော့အမေရိကန်၏ရေများပိတ်ဆို့မှုစတင်ခဲ့သည့်ကနိုင်ငံတကာတင်ပေါ်လုံးကဲနှင့်စွမ်းရည်အယောင်းဝယ်ကန်တာများမှာတင်မမှုများရှိနေပါတယ်။သက်ဆိုင်ရာသူများကပိတ်ဆို့မှု၏အသေးစိတ်အချက်အလက်များကိုရှင်းလင်းစွာသိရှိရန်စ조사နေကြပါတယ်။အရှိအလဲပိုင်းနဲ့အာရှကတာဝန်ရှိသူအတော်များများကတော့အမေရိကန်၏ပိတ်ဆို့မှုအသေးစိတ်အချက်အလက်များကိုရှင်းလင်းစွာမသိရသေးမီထိတင်ပေါ်သွားလာမှုများကိုရန်နှံထားသွားမယ်လို့ပြောထားကြပါတယ်။ လေဘနွန်စစ်ပွဲကိုဆုံးတာနဲ့အမေရိကန်၏ဂျာဝန်စစ်ဆက်ပေးမှုဖြစ်တဲ့လေဘနွန်နဲ့အစ္စရေးကိုယ်စားလှယ်များဝါရှင်တန် DC တွင်ဧပြီလ14ရက်၌မျက်နှာချင်းဆိုင်ဆွေးနွေးကြမည်ဖြစ်သည့်သို့သောသဘောတူညီချက်ရရှိရန်အလားအလာမှမူနေပါပုံရသည့်
အစ္စရေးကိုတိုက်ခိုက်နေသည့်အီရန်ကြောထောင်းတော်ခံပြု Hezbollah ဖွဲ့၏ခေါင်းဆောင် Naim Qassem ကအဆိုပါဆွေးနွေးပွဲကိုကန့်ကွက်နေပြီးအကျိုးမဲ့ဆွေးနွေးပွဲဟုဆိုကမစတင်ပြီးမှပင်ဖျက်သိမ်းရန်တောင်းဆိုခဲ့သည်မလတ်နေရက်တွင် Hezbollah ဖွဲ့ကအစ္စရေးကိုစတင်တိုက်ခိုက်လိုက်ပြီးနောက် Lebanon သည်ဒေသတွင်ဖြစ်ပွားနေသည့်အီရန်စစ်ပွဲထဲသို့ဆွဲသွင်းခံခဲ့ရသည်အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကဂျာဝန်ဆက်ဆက်ပေးမိအဆိုပါတွေ့ဆုံပွဲတွင်အမေရိကန်ဆိုင်ရာအစ္စရေးနှင့်လေဘနွန်တိုင်းအမတ်ကြီးများနှင့်လေဘနွန်ဆိုင်ရာအမေရိကန်တိုင်းအမတ်ကြီးတို့ပါဝင်ကြမည်ဖြစ်သည်အစ္စရေးနှင့်လေဘနွန်ဆိုရတို့တခန့်ကိုလာ93ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ထိအမေရိကန်၏ကြားဝင်မှုထင်ပွင့်လင်းမြင်သာသည့်တိုင်းရဲ့ဆွေးနွေးမှုများပြုလုပ်နေခြင်းဖြစ်ကြောင်းအမေရိကန်နိုင်ငံသားရေးဌာနမှအမိမဖော်လို့သူအရာရှိတို့ကပြောကြားသည်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ Hezbollah ဖွဲ့လက်နက်ဖြတ်သိမ်းရန်နှင့်မျိုးဆက်နေချီတည်တတ်မိစစ်မှန်သည့်ငင်းချမ်းရေးသဘောတူညီချက်တစ်ခုကိုလိုချင်ကြောင်းပြောကြားထားသည်အမေရိကန်စစ်တပ်ကအီရန်စစ်ကမ်းများကိုပိတ်ဆို့ထားခြင်းသည်နိုင်ငံ၏အချုပ်အခြာအာဏာကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာအီရန်တိုင်းအမတ်ကြီးကသတိပေးရှုတ်ချလိုက်သည်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူဒါရက်စတန်ဧပြီလ23ရက်ကပေးပို့ခဲ့သည့်စာတွင်အီရန်တိုင်းအမတ်ကြီးအာမီဆာအစ်အီရာဝါနီကအမေရိကန်၏တရားမဝင်ပိတ်ဆို့မှုသည်နိုင်ငံတကာပြည်လေပင်ဆိုင်ရာဥပဒေ၏အခြေခံမူမှကိုဆိုးရွားစွာချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်းဖော်ပြခဲ့သည်ဂူဒါရက်စ်ကလည်းကမ္ဘာရီနောင်တင်ပွတ်မှုအတွက်အရေးပါသည့်ဟော်မုတ်ဆွေးလက်ကြားအတွင်းရေချောင်းထွာလာမှုလွတ်လပ်ခွင့်ကိုသက်ဆိုင်သူအလုံးလေးစားလိုက်နိုင်ရန်တိုက်တွန်းလျက်ရှိသည်အီရန်စိတ်ကမ်းအဝင်အထွက်အလုံးကိုအမေရိကန်စစ်တပ်ကဧပြီလ23ရက်မြန်မာစံတော်ချိန်ည8:00နာရီခွဲမှစတင်ကပိတ်ဆို့လိုက်ပြီးဖြစ်ပြီးအီရန်စိတ်ကမ်းများသို့ဝင်ရောက်ပြီးသို့မဟုတ်ထိုးစိတ်ကမ်းများမှထွက်ခွာပြီးနိုင်ငံခြားတင်ပိုးအလုံးကိုတားဆီးသွားမည်ဖြစ်သည်သို့သောအီရန်စိတ်ကမ်းမဟုတ်သည့်အခြားနေရာများသို့တွားရောက်ပြီးတင်ပိုးများကိုမူဟော်မုတ်ဆွေးလက်ကြားမှဖျက်ဆီးခွင့်ပြုမည်ဖြစ်သည်အမေရိကန်စစ်တပ်ကအီရန်စိတ်ကမ်းများကိုဧပြီလ23ရက်တွင်စတင်ပိတ်ဆို့ခဲ့ပြီးနောက်အီရန်ကလည်းပင်လယ်ကွေ့အင်ကြီးချင်းများ၏စိတ်ကမ်းများကိုလက်တုံပြန်သွားမိဟုသတိပေးသည်ဟော်မုတ်ဆွေးလက်ကြားပြန်ဖွင့်နိုင်ပြီးလက္ခဏာမတွေ့ရသောကြောင့်ရေနောင်စီတစ်စီကိုအမေရိကန်ဒေါ်လာ300ကျော်အထိပြန်လည်မြင့်တက်လာသည်ဧပြီလ23ရက်တွင်အီရန်ဘက်ကဆက်သွယ်မှုများရှိသလိုသဘောတူညီချက်ယူခြင်းနေကြောင်းထရမ့်ကဆိုသည်သို့သောတီဟီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်ပြုပြီးမြစ်တီသဘောတူညီချက်တစ်ခုကိုမှလက်မခံမှုကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်အီရန်နျူကလ িয়ার ရှိလာမည်မဟုတ်ကြောင်းနိုင်ငံတစ်ခုကကမ္ဘာကြီးကိုအချက်ခေါင်ရင်းချင်းမျိုးကိုလည်းခွင့်မပြုနိုင်ကြောင်းအင်ပြာတော်မှတင်းထောင်များကိုထရမ့်ကပြောကြားခဲ့သည်ပါကစ္စတန်နိုင်ငံတွင်ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲများတွင်တူးတက်မှုအချို့ရှိခဲ့သော်လည်းအီရန်ဘာကလုံလောက်သည့်လိုက်လျောမှုမရှိကြောင်းအမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သည့်ဒုတိယသမ္မတ JD Vance ကပြောကြားသည်ရေချောင်းသွားလာမှုကိုကန့်သတ်မှုသည်ဒမ်ပလိုက်တိုက်ချင်းဖြစ်ပြီးရေလက်ချောင်းနီးကတ်လာသည့်မြစ်သည့်စစ်တင်ဘောမယ်ဆိုအကစ်ခရက်ဆေးကိုချိုးဖောက်နေခြင်းဖြစ်ကြောင်းအီရန်စစ်တပ်ကတုံ့ပြန်သည်တစ်ဖက်တွင်လည်းပိတ်ဆို့ထားသည့်နေရာကိုချင်းကပ်လာသည့်အီရန်ကမြန်တိုက်ခိုက်ရေးရင်မာကိုချက်ချင်းချေမှုန်းသွားမည်ဟုထရမ့်ကလူမှုကွန်ရက်တွင်ရေးထားသည်ဗြိတိန်နှင့်ပြင်သစ်အပါအဝင်နေတိုမဟာမိတ်နိုင်ငံများကမူဤပိတ်ဆို့မှုတွင်ပါဝင်မည်မဟုတ်ကြောင်းညင်းဆိုထားသည်အချိန်တည်းတွင်မှာပင်အစ္စရေးကလည်းလေဘနွန်တောင်ပိုင်းရှိ Hezbollah များကိုဆက်လက်တိုက်ခိုက်နေသည်ဤတိုက်ခိုက်မှုသည်အပစ်ခတ်ရစေးသဘောတူညီချက်တွင်အကျိုးမဝင်ဆောင်အမေရိကန်နှင့်အစ္စရေးကပြောဆိုတော့လေအီရန်ကမူပါဝင်သည်ဟုအငင်းပွားနေကြတာဖြစ်သည်တောင်တရုတ်တလဲစီပိုင်းနဲ့အငင်းပွားမှုတွင်အဓိကအချုံချက်တစ်ခုဖြစ်သည့် Spratly ကျုံးစုအနီးရှိရေပြင်တွင်တရုတ်ဖျင်းသည့်သမားများကစာရနိုင်အစိတ်ကိုကြဲကျဲခဲ့သည်ဟုဧပြီလ23ရက်တွင်ဖိလစ်ပိုင်ကဆွဲဆိုသည်အဆိုပါစိတ်ခတ်မှုမှာပြီးခဲ့တဲ့နှစ်ကစတင်ခဲ့ခြင်းဖြစ်သည်ဟုဖိလစ်ပိုင်နိုင်ငံရေးလုံခြုံရေးကောင်စီ NSC ကဆိုသည်ရေဒါတဝန်များ၏အဓိကစားနပ်ရိက္ခာဖြစ်သည့်ဒေတာထွက်ငါးများကိုတေးစေရန်ရည်ရွယ်ချက်ဖြင့်ဖြစ်စည်းခြင်းဟု NSC လက်ထပ်ညွှန်ကြားရေးမှူးချုပ်ကော်နီလီယိုဗလင်စီယာကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်ထို့နောက်ညင်ညင်းသွားသည့်ဝေးနှင့်အစိတ်အသင်းငါးများကြောင့်ရေဒါတဝန်များဟုအန်ဒီရဲ့ထုစေသလိုတန်တာကြိုချောင်းများကိုလည်းဖြစ်စည်းသည်ဟုဗလင်စီယာကဆက်လက်ပြောကြားသည်ဤဆွဲဆိုချက်များကိုတော့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပယ်ချသည်လုံးဝယုံကြည်နိုင်စရာမရှိသလိုခြေဖြတ်နေရမတန်ဘူးကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးခွင့်ရှိသူကိုဂျာခွင်ကဧပြီလ23ရက်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်2025ခုနှစ်ဖေဖော်ဝါရီဇူလိုင်အောက်တိုဘာများတွင်တရုတ်ဖင်တီသမားများပေါ်မှစာရနိုင်ပူလင်30ပူလင်ကိုဖိလစ်ပိုင်တပ်ဝင်များတင်စီခဲ့သည်ဟုဖိလစ်ပိုင်ရေတပ်ပြောရေးခွင့်ရှိသူရေဘူးပြို Rivincent Trinidad ကပြောကြားခဲ့သည်ပြီးခဲ့တဲ့လကမှအဆိုပါတန်တာချိုကျောင်းအကြီးတွေတရုတ်လွဲသမားများအစိတ်ခံနေသောကိုစစ်သားများမြင်တွေ့ခဲ့သည်ရေကိုစစ်စေရတွင်စာရနိုင်ပါဝင်နေသောကိုတွေ့ရှိခဲ့ကြောင်း Trinidad ကဆိုသည်ဤကိစ္စဖြစ်သည့်တန်တမာအေးကန့်ကွက်နိုင်ရန်နိုင်ငံခြားရေးဝန်ကြီးဌာနကိုလာမဲ့အပတ်တွင်အစီရင်ခံတင်ပြီးဟုဖိလစ်ပိုင်နိုင်ငံရေးလုံခြုံရေးကောင်စီကထုတ်ပြန်ထားသည် ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအထင်းမှကြောက်တိုင်ကို UK နိုင်ငံနယူးကာဆယ်မြစ်တွင်ပထမဆုံးအကြိမ်စိုက်ထူဖွင့်လှစ်ထားကြောင်း UK ခြေဆိုင်မြန်မာရိုဟင်ဂျာအထင် BROUK ကဧပြီလ17ရက်တွင်ထုတ်ပြန်သည်နယူးကာဆယ်တို့သည်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအတွင်းတေဆုံးခဲ့ရသူများနှင့်အသက်ရှင်ကျန်ရည်သူများအကြရည်စူးသောအထင်းမှကြောက်တိုင်ကိုကမ္ဘာတွင်ပထမဆုံးစိုက်ထူဖွင့်လှစ်သည်မျိုးဖြစ်လာခဲ့သည်န
နယူကာဆယ်မြို့တော်ကောင်စီ၏ငင်းချန်ကြီးဥယျာဉ်တွင်ရှိသည့်ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအထိတ်မှထာဝရကြောက်တိုင်ကိုဧပြီလ13ရက်ကမြို့တော်ကောင်စီခန်းမတွင်အခမ်းအနားဖြင့်တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်နယူကာဆယ်မြို့တော်ဝင်ဟင်နရီကာလက်ကနဲ့စန်ဒါလန်မြို့တော်ဝင်အက်တစ်ရှမ်ဟော့တို့ကဥဆောင်ကကြောက်တိုင်ကိုတရားဝင်ဖွင့်လှစ်ပေးခဲ့သည်ရိုဟင်ဂျာအတိုက်ဝိုင်းနဲ့လူခွင့်ရဲ့လှုပ်ရှားသူများတက်ရောက်ခဲ့ကြသည်ဤစီဇန်ကိုနယူကာဆယ်မြို့တော်ကောင်စီဝင်နဲ့လူခွင့်ရဲ့တက်ကြွလှုပ်ရှားသူဟာဘတ်ယာမန်ရိုဟင်ဂျာအရှင်နော့တ်အီးစ် RANE British Rohingya Community BRC နဲ့ BROUK အဖွဲ့တို့ကဥဆောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဤကြောက်တိုင်ကို National White Headstone Company ကပြုလုပ်ခဲ့ပြီး BRC BROUK နဲ့ RANE အဖွဲ့အစည်းများကပူးပေါင်းရန်ပုံငွေထည့်ဝင်ခဲ့ခြင်းဖြစ်သည်ဒါဟာနယူကာဆယ်အတွက်တင်မကားပဲကမ္ဘာလုံးဆိုင်ရာအတိုက်အဝိုင်းအတွက်ပါတမိုင်းဝင်တဲ့အခိုက်အတန့်ဖြစ်ကြောင်းဒီနေ့မှာဆုံးရှုံးသွားတဲ့အသက်တွေကိုဂုဏ်ပြုပြီးအသက်ရှင်ကျန်ရည်သူတွေရဲ့ကြမ်းကြမ်းခံနိုင်မှုကိုအတိအမှတ်ပြုကြောင်းပြီးတော့လူမျိုးတုံးတပ်ဖြတ်မှုဆိုတာကိုဘယ်တော့မှလစ်လျူမရှုတင်တယ်လို့မေးပြောင်မသွားတင်ဘူးဆိုတဲ့ရှင်းလင်းတဲ့သတင်းစကားကိုပေးလိုက်တာဖြစ်ကြောင်းယာမန်ကဖွင့်ပွဲတွင်ပြောကြားခဲ့သည်ရိုဟင်ဂျာလူထုဟာဆဲစုပေါင်းများစွာနှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုခံစားခဲ့ရပြီးလူပေါင်းတန်းကျော်ကိုနေရဆွန့်ခွာစေခဲ့တဲ့အစုလိုက်အပြုံးလိုက်အကြမ်းခတ်မှုနဲ့ရက်စက်ကြမ်းကြုတ်မှုတွေအတွင်းမှာအဆုံးသတ်ခဲ့ရတာဖြစ်ကြောင်းလည်း၎င်းကဆိုသည်ရိုဟင်ဂျာများအတွက်မူဤအထိမှကြောက်တိုင်သည်မြန်မာနိုင်ငံတွင်ဆဲစုပေါင်းများစွာရင်ဆိုင်ခဲ့ရသည့်နှိမ့်ဆက်ညှဉ်းပန်းမှုများကိုနိုင်ငံတကာကအတိအမှတ်ပြုလာစေရန်အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်သည်မြန်မာပြည်တွင်လူမျိုးရေးဘာသာရေးဖိနှိပ်မှုများခွဲခြားမှုများနှိမ့်ဆက်မှုများကြောင့်ရိုဟင်ဂျာများသည်အရှေ့တောင်အာရှနှင့် UK အပါအဝင်တတိယနိုင်ငံများတွင်ရွှေ့ပြောင်းအခြေချနေထိုင်နေကြသူများလည်းရှိသည်ကဘာကြီးကအရေးယူဖို့ပြက်ကွက်နေချိန်မှာဆင်းရဲဒုက္ခတွေကိုညှဉ်းရန်ခံခဲ့ရလစ်လျူရှုခံခဲ့ရပြီးဘေးဖက်ထားခံခဲ့ရတာကြာပြီးဖြစ်ကြောင်းဤထိတ်မှကြောက်တိုင်ဟာနာကျင်မှုကိုအတိမတ်ပြုကြောင်းအတန်တွေကအရေးပါကြောင်းနဲ့အမှန်တရားကိုဖျောက်ဖျောက်လို့မရဘူးဆိုတဲ့အားကောင်းတဲ့ဖျက်ရုပ်တစ်ခုဖြစ်ကြောင်း BROUK ဥက္ကဋ္ဌဦးထွန်းခင်ကပြောကြားခဲ့သည်BRC မှနိုင်ချိန်ဦးတန်းကလည်းနယူကာဆယ်မြို့တော်ကောင်စီငင်းချမ်းရေးဥယျာဉ်တွင်ပြန်လည်သုံးသက်ဆင်ခြင်ရန်နဲ့ဂုံတိတ်ခါရှိနေရာတစ်ခုကိုဖန်တီးပြထားကြောင်းထို့ပြင်နောက်မျိုးဆက်တစ်အတွက်ပါဤသို့ရက်ဆက်ကြမ်းကြုတ်မှုထက်မထစ်ပွားစေရန်ပညာပေးသည့်အရေးကြီးသောနေရာဖြစ်ကြောင်းပြောကြားသည်ဤထိတ်မှကြောက်တိုင်းသည့်မြန်မာနိုင်ငံမှာတရားမျှတမှုနဲ့ကာဝန်ခံမှုလိုအပ်နေတဲ့ရိုဟင်ဂျာလူထုရဲ့နိုင်ငံတကာကိုတောင်းဆိုချက်အချက်တီးစီနေမှာထက်သည်ရိုဟင်ဂျာများပေါ်လူမျိုးတုံးတပ်ဖြတ်မှုတွေက2019ခုနှစ်တွင်ရခိုင်ပြည်နယ်တွင်မြန်မာစစ်တပ်ကနေတင်ရှင်းလင်းစစ်စင်ရက်များမှာအထွတ်ထက်ကိုရောက်ရှိခဲ့ပြီး2021ခုနှစ်စစ်အာဏာသိမ်းနောက်ပိုင်းမှာလည်းရိုဟင်ဂျာများပေါ်တိုက်ခိုက်မှုတွေဆက်လက်ဖူးပွားနေခဲ့ပါတယ်ရိုဟင်ဂျာတန်းကျော်မှာမြန်မာနိုင်ငံမှာနေရဆွန့်ခွာခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ရပြီးနေဆက်ရှိဒုက္ခရဲ့တခိုင်များတွင်တရားဝင်ပညာသင်ခွင့်ဖွာအလို့ခိုင်လမ်းနဲ့လွတ်လပ်စွာတွာလာခွင့်များမရှိဘဲပိတ်လောင်းခံထားခြင်းခံခဲ့ရကြသည်ရိုဟင်ဂျာများပေါ်တိုက်ခိုက်မှုကိုအမေရိကန်အစိုးရက2022ခုနှစ်တွင်လူမျိုးတုံးဖြစ်ကြောင်းကြေညာခဲ့သည်ဂမ်ဘီယာနိုင်ငံကလည်းမြန်မာနိုင်ငံဒီလူမျိုးတုံးကျွလွန်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့ဆွဲဆွဲချက်နဲ့2029ခုနှစ်တွင်အပြည်ပြည်ဆိုင်ရာတရားဆုံး ICJ တွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်မြန်မာအာဏာသိမ်းစစ်တပ်ဘက်ကတော့ပြီးခဲ့တဲ့ဇန်နဝါရီလတွင်အပြည်ပြည်ဆိုင်ရာတရားဆုံး ICJ ကြားနာမှုတွင်လူမျိုးတုံးဆွဲဆွဲခဲ့များအပေါ်ခုခံချေပခဲ့သည်အလိုပဲပြည်ထောင်ဆိုင်ရာရာဇဝတ်တရားဆုံး ICC ရှေ့နေကင်ကရင်ခန်ကလည်းရိုဟင်ဂျာများအပေါ်ကျွလွန်ခဲ့တဲ့လူနာမျိုးသွမ်းရဲ့အပေါ်ကျွလွန်ခဲ့တဲ့ရာဇဝတ်များအတွက်စစ်ကောင်လီမဲအွန်လိုင်းကိုဖန်ရဒန်ထုတ်ဖေးရ2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့တွင် ICC ထံတောင်းဆိုခဲ့သည်ထို့ပြင်2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့တွင်အာဂျင်တီးနားတရားဆုံးတစ်ခုကမဲအွန်လိုင်းနဲ့အတူအခြားမြန်မာစစ်တပ်နဲ့အစိုးရအမြင့်ဆုံးအရာရှိ24ယောက်ကိုဖန်ရဒန်ထုတ်ခဲ့ခြင်းဖြစ်သည်တရုတ်သမ္မတရှီကျင်းဖင်ကအာရဆော့ဘရာတဲ့ပြည်ထောင်စုအင်ရှူတန်မင်ရှိခါလက်ဘင်မိုဟာမက်ဘင်ဇီယက်အန်နာယန်နဲ့ဧပြီလ14ရက်တွင်တွေ့ဆုံပြီးတရုတ်နဲ့အာရကမ္ဘာအသင်းဆက်ဆံရေးကိုခိုင်မာစေရန်တောင်းဆိုခဲ့ပြီးကမ္ဘာလုံးဆိုင်ရာစင်ခေါ်ချက်များနဲ့မြန်ဆန်တဲ့ပြောင်းလဲမှုကြားမှာခိုင်မာတက်ကြွတဲ့မိတ်ဆွေဆက်ဆံရေးရှိရလို့တဲ့အကြောင်းအလေးထပ်ပြောကြားခဲ့သည်ရှိကအမေရိကန်နဲ့အီရန်အများတွင်စစ်ပွဲနဲ့ဆွေးနွေးမှုတွေအဆက်အသွယ်ဖြစ်ခဲ့ပြီးစစ်ပွဲအဆုံးသတ်ရန်သဘောတူညီချက်မရခဲ့တဲ့နောက်ပိုင်းမှာပင်လယ်ကွေ့ဒေသတွင်တိမ်မမှုပြင်းထန်နေချိန်မှာ UAE အင်ရှူတန်မင်ရဲ့ခရီးစဉ်ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်ဘရာဇီးသမ္မတဟောင်ဂျိုင်းဘော်ဆိုနာရိုနဲ့အတူအာနာသိန်းကြံစည်ဟဲခြင်းမှာပက်ဒလန်ချမှန်ခံခဲ့ရတဲ့နောက်စက်တင်ဘာလတွင်ဘရာဇီးကထွက်ပြေးလာတဲ့ဘရာဇီးထောင်လိုင်းရေးအကြီးမဟောင်အလက်ရှာမဟာကျန်ကိုအမေရိကန်လူဝင်မှုကြီးခဲမှုနဲ့အကောင့်ဝင်ဒေတာ ICE ကဖမ်းဆီးလိုက်ပြီးဖြစ်ကြောင်းဧပြီလ23ရက်နေ့တွင်ကြေညာခဲ့သည်Federal Police စုံစမ်းရေးမှုဆန်ဟောင်းလက်ထက်ကဟာမချန်ကို2022ခုနှစ်ရွေးကောက်မှုတွင်လက်ဝဲဝါဒီခေါင်းဆောင်လူအင်နာစီယိုလူဒါဒါဆီဗာကဘော်ဇိုနာရိုကိုအနိုင်ရခဲ့တဲ့ပေါ်ပြည်ရသိမ်းမှုတွေမှာပါဝင်ပတ်သက်မှုအတွက်1016နှစ်ကျော်ကျေးတံချမှတ်ခံခဲ့ရတာဖြစ်သည်ဟာမချန်နဲ့ရှေ့နေရမြကမတ်ချက်ပေးရင်တောင်းဆိုခြင်းကိုချက်ချင်းမတုံ့ပြန်ခဲ့ပြီးဘူးဟာမချန်ကတော့ဒီမြေပိုင်းတွေအဖြစ်မရှိကြောင်းအမြဲတမ်းအခိုင်အမာဆိုထားသည်အမေရိကန်လူဝင်မှုကြီးခဲမှုနဲ့အကောင့်ဝင်ဒေတာ ICE ကဟာမချန်ကိုဖမ်းဆီးထားကြောင်းအတည်ပြုခဲ့ထားမှာတခြားအသေးစိတ်အချက်လက်များကိုမဖော်ပြခဲ့တယ်လို့မေးခွန်းလူမှုတွေကိုလည်းချက်ချင်းမတုံ့ပြန်ခဲ့ပေဘူးထို့ပြင်ဟာမချန်ကိုဖမ်းဆီးရတဲ့အကြောင်းရင်းအတိအကျနဲ့ဘရာဇီးဘက်ကပြန်လည်လွှဲပေးရတဲ့တောင်းဆိုချက်နဲ့ဆက်ဆက်မှုရှိမရှိကိုလည်းပြီးတန့်အတည်ပြုမနိုင်သေးကြောင်းရိုက်တာသတင်းဌာနကဖော်ပြသည်တရုတ်နိုင်ငံကွမ်တုံးပြည်နယ်ရှမ်းချင်းစချုံးမှုတွင်တရုတ်လျှက်စစ်ကားထုတ်လုပ်သူ BYD ကားရဲ့နေရာမှာဧပြီလ14ရက်တွင်မိအကြီးကျယ်လောင်ကျွမ်းခဲ့သည်မိလောင်ကျွမ်းမှုတွင်မိခွက်မဲ့များကကောင်းကင်ကိုထိုးတက်နေသည့်မိတောင်များကအထက်များစွာပါတဲ့အဆောက်အဦရဲ့ရှေ့လွမ်းတို့ပိုင်းကိုပြန့်နှံ့နေလာဖြစ်သည်မိတပ်တွေကအခင်းပင်နေရာကိုဆေးလွတ်ထည့်သည်
အဆောက်အဦတွေလျှက်စစ်ထပ်တိုင်းတွေနဲ့လမ်းအပြင်စင်တို့မှာဂျိုဒန်ပုံရမီကိုကိုယ်ညီနီကဒီနေရာကိုအတီးပြုပြီးဗီဒီယိုလက်သစ်ကို BYD နဲ့အာနာပိုင်တွေရဲ့ထုတ်ပြန်ချက်အရအတီးပြုနိုင်ခဲ့တာဖြစ်သည် BYD ကုမ္ပဏီကရှိုင်းချင်းရဲ့ကားရက်မှာမီးလောင်ခဲ့တယ်လို့အင်္ဂါနေ့မနေ့တွင်ဂျေနာချက်ထုတ်ပြန်အတီးပြုခဲ့သည်ကားကိုယ်တော်ကစမ်းသက်ဆဲနဲ့စွန့်ကစ်ခံကားတဲ့အတကားရက်နေရာထုပြီးမီးငိန်တပ်ပြီးသားဖြစ်ကြောင်းထိခိုက်ဒဏ်ရာရသူမရှိကြောင်းကားထုတ်လို့သူကအင်္ဂါနေ့တွင်ထပ်မံပြောကြားခဲ့သည်အဲဒီနောက်မှာ BYD ရှယ်ယာတွေစုံရတဲ့တမ6%ကျဆင်းသွားခဲ့သည်ဒေတာခန်မီတပ်နဲ့ကဲလဲစီဒေတာတခုကမီးလောင်ရက်ဖြတ်ကိုအချိန်မီတည်င်းပို့လိုက်ခဲ့ခြင်းဖြစ်သည် EV ကားတွေကအတွင်းမိုင်အင်ဂျင်ပါတဲ့ကားတွေနဲ့လောင်ကျွမ်းမှုကွဲပြားပြီးမီးတွေကတကြောပြန်လောင်တတ်တယ်လို့ပိုကလာလောင်လို့လေရှိတဲ့အကြာမီးငိန်တရံပိုခတ်ခဲ့တယ်လို့ကျွမ်းကျင်သူများကပြောကြသည်ယခုလိုပြည်တွင်းပြည်ပသတင်းအကြောင်းအရာတွေကိုဘက်မလိုက်ဖက်မရှိအချိန်နဲ့တပြင်းနီးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်အပ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့မိဘပြည်သူများရဲ့ထင်မြင်ချက်နဲ့အကြံပြုချက်တွေကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာကြပါစေလို့ Global New Myanmar Channel ကနေစုမုံကောင်တောင်းပေးလိုက်ပါတယ်ကြည့်ရှုနားဆင်ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ